Hi guys, TV upload ဒီကနေ့ပြန်လည်ကြိုဆိုပါရရှင်။ဒီ vlog လေးမှာတော့ Manly Bukaisa Running Club ရဲ့ preparation day နဲ့ပွဲနေ့မှာ TV ဘာလို့လဲဆိုတာကိုအတူတူခေါ်သွားပေးပြစီနော်။ TV preparation day မှာတော့နေ့လယ်တနာရီလောက်ခရစပြီးတော့ဒီပြင်ဆင်စရာရှိရာတွေပြင်ဆင်နေဒီပြီးတော့လို့ရှိရင်တော့ခဏတစ်ဖြုတ်နားတယ်ပေါ့နော်နားပြီးတော့ထိုင်တာ relax လုပ်တာဘာညာလုပ်ကြရပေါ့ပြီးတော့သူတို့ခင်ရဲ့အတွက်ပြင်ဆင်ကြပါတယ်ခင်အတွက်ပြင်ဆင်ပြီးတော့သူတို့အဂျန်နာရီတစ်ခုပြီးတစ်ခုပေါ့နော်ပွဲနေမှာလုပ်မဲ့ဟာလေးတွေကိုလုပ်ပါတယ်ရာဇယ်လုပ်တယ်ပေါ့နော်ရာဇယ်လုပ်တဲ့ချိန်မှာ trainer ဆရာဝန်နာလေးကဒီ one me after ရာဇယ်လုပ်နေရလေးကိုသူတို့ကလိုက်ပြီးတော့ကြည့်ရပေါ့နော်ကြည့်ပြီးတော့လိုက်ရောက်ပါတယ်ပြီးတော့သူတို့8နာရီလောက်မှာ preparation ပြီးတော့ညစာတော့စားရဲညစာပြီးတော့သူတို့ဝန်ထမ်းရဲ့ safety အတွက်ဒီ hotel မှာစုပြီးတော့အိတ်ကြရပေါ့နော် hotel ပြန်ရောက်တော့ရေမိုးချိုးဘာညာလှုပ်ရှားရှိရဘာညာလှုပ်ပေါ့နော်လှုပ်ပြီးတော့ကြတော့မနက်စောစောထားမှာဆိုတော့အိတ်ပါပြီမနက်မှာတော့ဒီကို4နာရီအရောက်သွားရမှာဆိုတော့3နာရီလောက်ခေရထားပြီးတော့ပြင်ဆင်ပါတယ်ပြင်ဆင်အင်ကြီးလဲ make up လိမ်ဘာညာလှုပ်ပေါ့နော်ပြီးရင်တော့ဒီလိုကဒီမလာတီဗီဖူဆယ်ကွင်းနဲ့မှာလှုပ်မှာဆိုတော့ venue ကိုသွားပါရမယ်ရှင်ပွဲလုံးမဲ့နေရာကိုလည်းရောက်ပြီဆိုတော့ TV ရဲ့ GD ကdigital marketing executive ဖြစ်တော့ social media မှာပြန်သုံးမဲ့ပုံလေးတွေကောင်းကောင်းရဖို့အတွက်ကတော့ TV ရဲ့ main responsibility ပေါ့နော်အဲ့မှာ TV ကလိုအပ်တဲ့ footage လေးတွေကိုလိုက်ပြီးတော့ယူပါတယ်ပွဲနေ့မှာ TV ကိုတွေ့ရင်ကင်မရာကိုကြည့်ပြီးပြုံးပြဖို့မမိနဲ့နော်ပြီးရင်တော့သူတို့ရဲ့ photo session မှာအကြီးဆုံး session တစ်ခုလို့ပြောရမယ် flag of group moment session ကိုစပြီးတော့ရိုက်ကြပါတယ်ဒီ session ပြီးတော့သူတို့ကတာလွတ်တော်မှာပေါ့နော်ကဲတာလွတ်တော့မယ်ဆိုတော့ပြင်ဆင်ပါရဲ့တာလွတ်တဲ့ footage တွေကိုယူရဲယူပြီးသွားလို့ရှိရင်တော့တာလွတ်ပြီးသွားပြီဆိုတော့သူတို့က route မှာရှိရဲ့ running moment လေးတွေကိုလိုက်ပြီးတော့ယူပါရဲ့ TV နဲ့အတူတူ TV အမနဲ့ဒီ running moment ရှိရဲ့ runner ရဲ့ပုံလေးကိုလိုက်ယူပါရဲ့ပြီးရင်တော့နောက် session တစ်ခုဖြစ်တဲ့ nutrition နဲ့ Dr. Son TV ရဲ့ session လေးပေါ့နော်ဒါ session ပြီးရင်တော့ TV ကလိုအပ်တဲ့ footage လေးတွေကိုပြန်နာပါညာလုပ်ပြီးတော့ပွဲလေးပြီးပေါ့နော်ပွဲလေးပြီးသွားပြီဆိုရင်တော့သူတို့က hotel မှာပဲ breakfast ပြန်ပြီးတော့စားကြပါရဲ့ရှင်ဒီ breakfast session ကတော့ preparation day ကလေးကပွဲတောက်လျှောက်လုံးပေါ့နော်ဒီ session ကိုအရောက်ချင်းဆုံးမှာဘာလို့လဲဆိုတော့ပွဲပြီးသွားပြီလေနော်နားရတော့မှဆိုတော့ဒီ session ကိုအကြိုက်ဆုံးပါပဲရှင်ကျမတို့မနက်စာစားရဲရှောက်ပြောကြရဲရီမောကြရဲပေါ့နော်အဲ့ဒါပြောပြီးတော့ဒီမနက်စာစားပြီးတော့ဒီဝီကတမ်းမပြန်သေးပဲနဲ့ခန်းထဲမှာခဏ relax လုပ်ပါတယ်ဒီ vlog လေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက် vlog တွေမှာပြန်တွေ့မယ်နော် bye bye